ကိုတော်နေမှာတော့ဆရာတို့ကဒီကြွက်ကိုနိုင်မှပဲကျန်တာတွေအားလုံးကိုဆက်ချုပ်လို့ရမှာကိုယ့်ကို warehouse စနစ်တွေဘယ်လောက်ပဲချထားပါသေးကုန်ပစ္စည်းအကြွက်ကိုက်မယ်ဆိုရင်အများနဲ့ customer complaint ရှိမယ် customer ကပို့ပြီးတော့ quality ကောင်းတဲ့တန်ရှင်းတဲ့ခြား supplier ကိုတို့ရွေးလိမ့်မယ်အဲ့တော့အားလုံးမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ကကိုတော်နေမှာတွေ့ရအများဆုံးပြဿနာတစ်ခုဖြစ်တဲ့ကြွက်နဲ့ပတ်သက်တဲ့ပြဿနာကိုကျွန်တော်ပြပါမယ်ကြွက်တွေကဘယ်လိုဒုက္ခပေးနိုင်လဲဘယ်လောက်အန္တရာယ်ရှိလဲဘာကြောင့်ကြွက်တွေလာလဲနောက်ဆုံးကျွန်တော်တို့ကကြွက်တွေကိုဘယ်လိုထိန်းချုပ် control လုပ်အောင်လဲအဲအကြောင်းကိုရှင်းပြပါမယ်အဲ့တော့စလိုက်အောင်ကြွက်ကကိုတော်မှာ share ဒုက္ခပေးနိုင်တဲ့ကောင်တွေပဲသူတို့ကစားစရာတို့အဝတ်အထည်တို့ဆေးဝါးတို့ FMCG အစရှိတဲ့ဒီ industry မှာဆိုရင်ကြွက်လုံးဝရှိလို့မရအောင်သူကလုံးဝ zero tolerance ပဲဘာဖြစ်လို့လဲကြွက်ရှိခြင်းအစိုးကြိုးတွေကကြွက်တွေကပစ္စည်းတွေကိုကိုက်ဖောက်တယ် packaging တွေကိုကိုက်တယ်ကိုတော်နဲ့မှရှိနေတဲ့ wire ကြိုးတွေဖော့တယ်အကုန်ကိုက်တယ်အဲ့တော့ကျွန်တော်တို့တွေကပစ္စည်းကဘယ်တော့မှအကောင့်တိုင်း customer ကိုရောင်းလို့မရတော့ပစ္စည်းတွေမှာ primary packaging secondary packaging ဆို packaging နှစ်ခုရှိအောင်သူတို့က secondary packaging ကိုကိုက်တဲ့အခါမှာလည်းကိုကပြန်လဲပေးရအလုပ်ရှုပ်တယ် primary packaging ကိုကိုက်တဲ့အခါမှာအဲ့ပစ္စည်းကတန်မိုးရော့ပြီးတော့ရောင်းရတယ်အစိုးဆုံးကတော့ကြွက်တွေကသူကစားစရာတိန်တဲ့ကိုတော်နေမှာပေါ့သူတို့ကဟိုဘက်ဒီဘက်တွေကိုက်ဖောက်တဲ့အခါမှာအထဲကိုအဲ့ဒီကြွက်တွေမတန်ရှင်းတဲ့ပိုးတွေဝင်တယ်ပြီးတော့အတူညီတဲ့မုတ်တွေ chemical တွေဒါတွေရောကုန်တတ်တယ်အင်္ဂလိပ်လိုပြောမယ်ဆိုတော့ food contaminate ဖြစ်တာပေါ့နော်အဲကြောင့်ကျွန်တော်တို့ကစားစရာနဲ့ပတ်သက်တဲ့စံနှုန်းတွေဖြစ်တဲ့ HACCP လို့စံနှုန်းတွေမှာဒီကြွက်ကလုံးဝမရှိတဲ့အရာတစ်ခုပဲကိုတော်တို့ကအဓိကကတော့ကိုတော်ထဲမှာစားစရာ source ရှိလို့ကိုသိန်းတဲ့ပစ္စည်းကစားစရာဆိုရင် packaging တွေကိုတခြားလေးထားတယ် packaging တွေပေါက်နေတာတို့စီးရဲ့ packaging ပြန်လဲရ rework နေတာတို့အဲ့ဒါတွေကိုအနှံ့သက်ကင်းအောင်တခြားလေးထားတယ်ပြီးတော့ housekeeping ပေါ့နော် housekeeping မကောင်းတဲ့အခါမှာလည်းကိုတော်ထဲကိုကြွက်တွေဝင်တယ်ပဲလက်တွေနဲ့သိမ်းတာကျန်းကင်းမှာပဲလက်တွေနဲ့ပဲခံပြီးသိမ်းတဲ့အခါမှာလည်းသူကတောက်လျှောက်ကိုအဲ့လိုမျိုးသူတို့ရဲ့လမ်းကြောင်းတစ်ခုလိုဖြစ်နေတာပေါ့နော်အောင်အဲ့တော့သူတို့ထိန်းချုပ်ကခက်ခဲတယ်နောက်တစ်ခုကကျတော့ first and first မကောင်းတာ top rotation မကောင်းတဲ့အခါတွေမှာပစ္စည်းတွေကနောက်ပိုင်းပစ္စည်းအနက်တွေထွက်လာအောင်အဲ့ဒီခါမှာလည်းကြွက်တွေလာတယ်စိုးဆုံးကတော့ဆရာတို့ကကိုတော်ထဲမှာသူကဒီလိုမျိုးစားစရာစိုးစေပေါ့နော်အဲ့ဒါအစိုးဆုံးပဲစားစရာစိုးစေရှင်သူတို့လာအောင်လာအဲ့ဒါကြောင့်ဆရာတို့ကကုန်ပစ္စည်းတွေမှာလည်းအခုလိုမျိုးစားစရာစိုးစေထွက်တဲ့ပုံစံမျိုးသိမ်းစီလို့မရအောင်တို့ဒီမှာဆိုရင်တချို့ဒီလိုအိတ်တွေဆိုရင်လေသူလက်နဲ့မတည်ကြဘူးဂျိတ်တွေနဲ့သူကချိတ်တာတန်ကျိတ်တွေနဲ့မှားတာပြလို့အဲ့မှာဆိုရင်ဒီအိတ်ရပြဲကုန်တော့အခုလိုဒီကောင်တွေထွက်ကုန်ဒီကောင်တွေကကြွက်တွေကိုပို့ပြီး welcome ဖြစ်စေတဲ့အရာတွေနော်နောက်တစ်ခုကကျတော့ဂိုဒေါင်ထဲမှာဆရာတို့ကသမင်းစားလို့မရဘူးပြလားအဲ့ဒါကမြန်မာနိုင်ငံမှာတတိမထားမိတဲ့မှားတစ်ခုပဲဆရာဂိုဒေါင်တွေရောက်တဲ့အခါမှာဆက်တပည့်တွေတော်တော်များအစားသူတို့ကသမင်းညိုင်လေးတွေယူလာတယ်သမင်းစားခြင်းသူဂိုဒေါင်ထဲမှာစားကြတယ်ပေါ့နော်စားတဲ့အခါမှာသမင်းစား area သူသတ်မှတ်တယ်အကယ်၍ဆရာကြီးလုံးဝနေရာမရှိပါဘူးစားမယ်ဆိုလေအခုလိုမျိုးမိုးကာတို့တာလဘတ်တို့အခင်းလေးတို့တခုခင်းပြီးစားဆရာတို့ကသမင်းစားတဲ့အခါမှာကိုယ့်ရှက်ကြောက်သွားတယ်ဟင်းဘက်ကလေးသမင်းသီလေးတွေကကြက်တွေတက်ကသူကအကြီးပဲသူတို့တော့ကအနှမ်းတွေအရန်ထွက်နေတဲ့အရာပဲအဲ့တော့သူတို့ကလာအောင်လာတယ်ဒီလိုအဲအောင်ဆရာတို့ကကြွက်ကိုမလာအောင်လုပ်ချင်တယ်ဆိုရင်ကိုတော်ကထမင်းမစားတဲ့ဥပဒေပြရမယ်ထမင်းတွေမဟုတ်ဘူးချားမုတ်တွေလည်းယူလာလို့မရဘူးဖွက်ထားလို့မရဘူးကိုတော်ထဲမှာလော်ကာထားရဲဆိုအဲ့လော်ကာထဲမှာမုတ်တွေထမင်းညံ့တွေထားလို့မရဘူးအပြင်ထမင်းစား area မှာတတ်ထားမယ်အဲ့လို rules တွေထားမယ်ဆိုတော့ကြွက်တွေလာတဲ့ source ကိုထိန်းချုပ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုတော်ထဲမှာ gap တွေသိမ့်မရှိအောင်ထားရင်လည်းရတယ်များသောအားဖြင့်ကဆရာတော့ဘလောက်ပဲကိုယ့်အကိုစနစ်တကျဖြစ်အောင်ထားကိုယ့်ဘေးနားကကိုတော်မှာကြွက်ရှင်အကောင်တွေကကိုယ့်ဘက်ကိုလာတတ်တယ်အဲ့တော့တနိုင်တလောက်ကိုက gap တွေကိုလိုက်ပိတ် gap တွေဆိုတာအဲ့ဒီအဝင်ဝါမှာရှိတဲ့ကြွက်လာနေတဲ့လမ်းကြောင်းတွေရှိတယ်။နောက်တဲ့နေ့ရဲ့လမ်းကြောင်းတွေအဲ့ဒီအပေါက်တွေအကုန်လုံးဒီ gap တွေအကုန်လုံးပိတ်နိုင်တယ်ဆိုရင်ဒါမဆုံးဒါတော်တော်လေး prevent လုပ်လို့ရတယ်။အစောကပြောပြခဲ့တဲ့ gap တွေအဲ့ဒီ gap တွေကိုကြွက်တွေမလောင်တားလို့မရတဲ့အနေအထားတွေရှိတယ်။တခါလေဝင်ပေါက်တွေနော်တခြားပေါက်တွေအဲ့လိုဟာတွေမှာလည်းတနိုင်တလောက် wire mesh လေးတွေကာထားတဲ့ wire mesh ကာထားတဲ့အခါမှာအဲ့ဒီအကောင်တွေအထက်ဝင်လို့မရဘူး။တားဆီးတာပြီးမှကြွက်ထွက်ပြေးရလို့ထားတဲ့ဆိုင်ပိုကောင်းတာ။အမြဲတမ်းတော့ဆရာတော့တားဆီးတဲ့နည်းလမ်းကိုပဲယူရတယ်။ကိုတောင်ထဲမှာ stock control တေးချ handle လုပ်တာတခါလေဆရာတို့ handling မကောင်းတဲ့အခါမှာလည်းမုတ်တွေဖောက်ကြတာတို့အရေးဖိတ်ကြတာတို့အဲ့ဒါတွေကလည်းကြွက်ကိုအရန် welcome ဖြစ်စေတဲ့အရာပဲမုံနဲ့ပတ်သက်တဲ့ကိုတောင်တွေပြီးတော့ဒီလိုမျိုးဟို FMCG retail တို့ supermarket တို့အစရှိပစ္စည်းတွေတိန်းတဲ့ကိုတောင်တွေမှာဆိုရင် handling ကတော်တော်လေးရေးကြည့်တယ်တခုခုဖောက်သွားပိတ်သွားတာနဲ့ဆရာတို့က spilling ပေါ့နော် spilling kit ပေါ့နားမှာရှိတယ်ဆိုအဲ့ဒါလေးနဲ့တုပ်ဒါမှမဟုတ်လည်းတခုခုပေါ့ဒီကျန်းကင်မှာအဲ့ဒီအချိုးရည်တွေမုတ်တွေမကျနေအောင်တော်တော်လေးအလေးထားတယ်ပြီးတော့ဆောနာလို့ပေါ့ဟုတ်ပြီဆရာကတော့ပြောရတယ်ပဲလက်နဲ့ခင်းထားတယ်အဲ့ဒါဆိုပဲလက်အောက်မှာဘာမှသုံးရတော့ဘူးလားဆိုတော့ပဲလက်ထားတာပြဿနာမရှိဘူးဒါပေမဲ့ပဲလက်အောက်တွေမှာသွားရလမ်းကြောင်းတစ်လျှောက်တွေမှာပိတ်ဖို့နေဖို့လို့တယ်ပိတ်ပြီးတော့အမိုက်တွေရှိတဲ့ခါမှာသူတို့အတိုက်ကြီးလို့ဖြစ်သွားနော်အဲ့ဒါလည်းပြဿနာပြီးတော့ဆရာတို့ကပစ္စည်းတွေကိုကိုတော်မှာထားတဲ့ခါမှာဆောနာလို့နေရန်ရှိရဆိုပါတော့အဲ့နေရန်ကိုဒီနေရာကတစ်ခုထားပေးထားတယ်ဆရာတို့ချဗီဒီယိုတုန်းကလည်းပေါ့ချတုန်းကလည်းနေရာပတ်ပတ်လေကိုလိုက်ပတ်ကြည့်ပြီးတော့ချရှိလားမရှိလားစစ်တယ်လို့ပဲကြွက်ကလည်းအဲ့လိုကြွက်ကြိုက်ထားတာရှိလားမရှိလားကိုလိုက်ပတ်စစ်ဖို့ရမှာဒီပစ္စည်းတွေထားတဲ့နေရာကိုကအမြဲတမ်း access လုပ်နိုင်ဖို့လို့အဲ့တော့ပစ္စည်းတွေကတို့ထားရဲဆိုတို့နဲ့မရအောင်သူနောက်မှာရောဒီလိုမျိုးကြွက်ကြိုက်ရာတွေရှိလားပြီးတော့ packaging တွေမှာကြွက်ဖောက်ထားတဲ့နေရာရှိလားအဲ့ဒါတွေကိုဆရာတို့ကအမြဲစစ်ဆေးပေးရတယ် audit ပေါ့နော်ကိုတော်မှာတစ်လားတစ်ခါအမြဲတမ်း warehouse ဘက်ကလုပ်ရတဲ့ checklist တွေအမြဲတမ်းရှိတယ်အဲ့ဒီ checklist တွေအဲ့ဒီ audit လေးမှာဘာလို့လုပ်တင်လဲဆိုတော့ကြွက်နဲ့ပတ်သက်တဲ့ဟာကိုအမြဲတမ်းထည့်ထားပြီးတော့ like စစ်ပေးတာတို့ပြုတ်ပေးတာတော့ဒါကလုံးဝလုပ်တဲ့အရာတစ်ခုပဲ
ဟုတ်ပြီဆရာတို့ကဒါလေးလှထားအောင်နဲ့ကြွက်ပြဿနာပြီးွားလာဆိုတော့ကိုကအတိုင်းအတာတစ်ခုထိထိန်းချုပ်လို့ရတာပေါ့နော်လုပ်ငန်းအလက်စားအသေးသားတွေကတော့စောနာနီနဲ့ကြွက်မလာအောင်ထိန်းလို့ရတယ်ဒါပေမဲ့ကိုလုပ်ငန်းကအရန်ကြီးွားပြီဆိုရင်တော့ကြွက်တွေကပေါင်မျိုးစုံနေရာမျိုးစုံကလာမှာပဲစောနာဆက်ပြောသလိုပဲကိုကဘလောက်ပဲစနစ်ကြအောင်ထားပါစေဘေးနာကိုတောင်နဲ့လာတတ်တာအဲ့တော့အကူအညီတစ်ခုယူရတယ်အဲ့ဒါပါလဲဆို Pest Control Company ပေါ့ Pest Control Company ကိုခေါ်ရင်တို့ကအဲ့ဒီကြွက်တွေအတွက် base station စာလာချပေးသွားတယ်အဲ့ base station ကအထက်မှာအစာရှိတယ်အဲ့ဒါကိုစားပြီးတော့အရှင်ဖမ်းတာဖြစ်ဖြစ်တေးသွားတာဖြစ်ဖြစ်တို့အမှကြွက်တွေရှိတာပေါ့နော်တစ်ပတ်တစ်ခါတို့ကလာပြီးတော့မှတက်ဆိုင်ရာတို့ကကြွက်ထောင်ချောင်းလေးတွေ base station လေးထားနေရနံပါတ်ကလေးတွေမှတ်ပေးတာမှတ်ထားပြီးတော့အဲ့နေရာမှာဘူးလေးကိုဖွင့်အထက်ကြွက်ကလေးတွေကိုတည်သွား Pest Control ကအဲ့လိုမျိုးတို့ကလားစင်ပတ်စင်လာလုပ်ပေးတယ်တော်တော် company ကတော့အဲ့လို Pest Control ပဲအပ်လိုက်ပြီးတော့ကြွက်ပြဿနာကိုခေါင်းသိမ့်မခဲတော့ဘူးပေါ့နော်ကြွက်ထောင်ချောင်းတွေထားတဲ့အခါမှာကိုယ့်အကိုထားမယ်ဆိုပါတော့အသေးရိုက်တဲ့ကြွက်ထောင်ချောင်းကလည်းမကောင်းဘူးလေဟောလဲဆိုတော့ရိုက်လိုက်တဲ့အခါမှာလေချိုးဟာတွေကြတော့အဲ့လိုပေါ့နော်အနံ့တွေထွက်တာအဲ့နေရာတွေပြီးတော့ကိုကဆေးဆိုပါတော့ချို့ကြွက်ဆေးတွေကစားပြီးွားရင်အဲ့ကြွက်တဲ့ရေရှိတဲ့နေရာမှာသွားပြီးတည်တယ်တော့ water source ဆိုရှာအဲ့တော့ကိုကိုရိုနာမရှိဘူးပေါ့ပြဿနာဆရာတော့မကြခင်မိုးတွေရွာဘာတွေရွာကိုရိုနာမှာလည်းတော့သူမြောင်းနေပါလေရှိတော့အဲ့ဒီကျတော့တည်တဲ့အခါမှာဘယ်ကအနံ့တွေထွက်လို့ထွက်မှမသိဖြစ်တတ်တယ်ပြီးတော့ကြွက်သက်ဆေးအများစုကသူက poison ဖြစ်တယ်ကိုကစားကြကိုတောင်ဆိုရင်ကြွက်သက်ဆေးထားအောင်မထားသင့်ဘူးတင်ဖန်တဲ့ထောင်ချောက်တွေကကြတော့လေဖမ်းပြီးွားရင်တရားကတော့ခဝိုးမှာသွားပြီးတော့ပြစ်နိုင်မှာဆရာဆိုအရင်တော့အဲ့ကြွက်တကောင်မိတော့ကိုရိုနာမှာလည်းကိုကအဲ့ကာလာအလုပ်ပါနေရတယ်မှုတ်ဆေးဘူးဘေးနာအဝါရောင်ရှိတယ်ဆရာတို့ဒီ demarcation တွေ line ဆွဲတာအဲ့တော့သုံးတယ်မှုတ်ဆေးဘူးအဲ့ဒါနဲ့ကောက်ပြီးအကြောက်ကိုပြန်မှုတ်ထားလိုက်မှုတ်ပြီးစမ်းလိုက်တာပေါ့နော်ကိုကခဝိုးပေါ့ဒီလေကွက်နှစ်ကွက်စာလောက်သွားပြီးလွှတ်လိုက်တာအဲ့ကောင်ပြန်လာတယ်အဲ့ကောင်ပြန်မိရသေးလားပြောချင်တာကဒီအရှင်ဖမ်းတာလာကပဲဒီကောင်တွေမှတ်မိတယ်ကိုရှိကိုပြန်လာတယ်သူတို့အိမ်လုံးဖြစ်နေအောင်ဒါအဲ့ဒီလမ်းကတကယ်အလုံးမဖြစ်ဘူးအရှင်ဖမ်းရင်လည်းကိုဘလောက်ဝေးတော့ပြစ်နိုင်မှာလဲနော်အဲ့တော့ဒီ Pest Control Company ခေါ်တောင်းမို့လဲသူတို့ရဲ့အဲ့ base station ပေါ့ကြွက်ထောင်ညောက်ပဲဒါပေမဲ့အဲ့ကြွက်ထောင်ညောက်ကကြွက်ကိုတက်ပြီးသွားတဲ့အခါမှာအနှံ့နေဒီပိုးမွားတဲ့အပြုံမထွက်စေတဲ့ဘူးလေးနဲ့ဟာမျိုးလေးတွေပေါ့နိုင်ငံခြားမှာဆိုအရန်မိုက်တယ်သူတို့ကဒီလိုမျိုး base station ပုံးလေးတွေကော်ဘူးလေးတွေထားထားတော့မသိတောင်ထားထားတာသူကအဲ့ကြောက်ခဲတုံးပုံစံလေးတွေဒီတောင်ပုံစံလေးတွေအမှတ်တမဲ့ကြည့်လိုက်ရင်တော့ဒါ decoration တစ်ခုလိုပဲဒါပေမဲ့အဲ့ဒါကြွက်ထောင်ညောက်ဆိုအနားမှာရှေ့ကြွက်တွေကအဲ့ဘေးကအပေါက်ကလေးရှိအဲ့ပေါက်ထဲသွားဝင်စားပြီးတော့တေးကြတာနော်ဒါကတော့စက်ရုံတွေကိုတောင်တွေမှာရှိတဲ့ကြွက်ပြဿနာပေါ့နော်အဲ့ဒါကိုကိုတောင်အကြံပေးတယောက်ရဲ့အမြင်ကနေပြီးတော့ဆွေးနွေးပေးတာဖြစ်ပါတယ်ကိုတောင်တွေမှာကတော့ဆရာတို့ကဒီကြွက်ကိုနိုင်မှပဲကျန်တာတွေအားလုံးကိုဆက်ချုပ်လို့ရမှာကိုက warehouse စနစ်တွေဘယ်လောက်ပဲချထားပါစေ computer အကြွက်ကြိုက်မယ်ဆိုရင်အများနဲ့ customer complaint ရှိမယ် customer ကပို့ပြီးတော့ကိုကဒီကောင်းတဲ့တန်ရှင်းတဲ့ခြား supplier ကိုတို့ရွေးလိမ့်မယ်အဲ့တော့ကြွက်ပြဿနာကအခက်မသိရင်ကိုက customer တွေဆုံးရှုံးနိုင်တယ်ကိုယ့်ရဲ့ brand image ထိခိုက်နိုင်တယ်စားရှိတဲ့ပြဿနာတွေအများကြီးရှိတော့ဒါတော့အရင်တော့ဆိုလည်းအလားတူပဲလေကဘာကျော် brand တွေဖြစ်တဲ့အေးတွေဘာတွေမှာတော့ကြွက်တွေပါလာတဲ့ပြဿနာတို့ဘာတို့တရားစွဲဆိုတာတော့အများကြီးရှိတာဆိုတော့ကိုယ်လုပ်ငန်းမှာလည်းအဲ့ကြွက်ပြဿနာကိုလုံးဝခေါင်းမကရဘူးဒါကိုတော်သမားတွေအားလုံးရဲ့တောင်းပါမယ်ကဲအခုဆိုရင်မိတ်ဆွေဟာကိုတော်နေမှာ share ဒုက္ခပေးတယ်ကြွက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုကြွက်တွေလာလဲဘယ်လိုဒုက္ခပေးလဲဘယ်လိုတားဆီးဘယ်လိုထိန်းချုပ်အစရှိတဲ့ဟာတွေသိရှိသွားပြီဖြစ်တယ်အခုလိုမျိုး pest control နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်ကိုတော်မှာစနစ်ချတဲ့အခါမှာကုန်ပစ္စည်းနဲ့ပတ်သက်ပြီးစနစ်မကြခင်မှာဒီအကောင့်တွေဘလောင်တွေဒါတွေအဓိကပဲဒီကောင်တွေတန့်ရှင်းပြီးတော့ဒီပြဿနာမရှိတော့မှ channel ပိုင်းတွေကစနစ်ကြဖြစ်သွားတော့အဲ့တော့ကြွက်နဲ့ပတ်သက်တဲ့ကိစ္စတွေချနဲ့ပတ်သက်တဲ့ကိစ္စတွေဒါတွေကိုကျွန်တော်ကကိုတော်အကြံပေးတယောက်ရဲ့အမြင်ရတယ်ကျွန်တော်ဘယ်လိုဖြည့်ရှင်းခဲ့လဲနိုင်ငံတကာဘယ်လိုဖြည့်ရှင်းနေလဲအဲ့ဒါတွေနဲ့ကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ်မိတ်ဆွေတွေနဲ့ချနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးကျွန်တော်တို့ကိုတောင်ထဲမှာချရှိတဲ့ခါနဲ့လုံးမလဲဆိုတဲ့ဟာကိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့အရင်ဗီဒီယိုမှာတာရောက်ကြည့်ရှုလို့ရတယ်ဒီနေ့ကတော့ဒီလောက်ပဲဗျကျွန်တော်လည်းကိုတောင်ထဲမှာထိုင်ရှင်းပြတာတော်တော်ပူနေပြီးတော့ကျွန်တော်ဒီကိုတောင်ထဲမှာရှိတဲ့ကြွက်ပြဿနာကိုကျွန်တော်မီဒီလေးတစ်ခုထိုင်ပြီးတော့ဒီဟာလေးပြအောင်ကျွန်တော်လုပ်အောင်မယ်အဲ့တော့နောက်မှတွေ့ကြတာပေါ့